Premier League Champion ဆုအတွက်အဆုံးဖြတ်ပေးမယ်ပွဲအားလုံးပဲမင်္ဂလာပါ Ganavas ကနေကြိုဆိုလိုက်ပါတယ်နှစ်တစ်အခါသမယမှာအားလုံးယွင်လန်းချမ်းပါကြပါစေဒီနေ့ည10:00နာရီမှာကစားမယ် Man City အသင်းနဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်ရှိပါတယ်ကြမ်းတမ်းလွန်လာတဲ့ Premier League ခရီးရှည်ကြီးမှာ Arsenal အတွက်ကြော်ဖြတ်ဖို့ခက်ခဲတဲ့အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ် Arsenal အသင်းဟာApril တစ်လလုံးမှာ Champion League ကလွဲလို့နိုင်ပွဲပြောင်းနေခဲ့ပါတယ်အသင်းရဲ့အားကိုးရတဲ့ကစားသမားတွေဒဏ်ရာကြောင့်လွဲချော်နေခြင်းနဲ့အတူကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်းပြန်လဲရုံးထပ်ဖို့အချိန်တစ်ခုလိုအပ်နေပါသေးတယ်။ Arsenal အသင်းဟာဒီပွဲစဉ်ပြီးရင်တော့နောက်အပတ်မှာ Newcastle အသင်းနဲ့ရင်ဆိုင်ကစားရဖို့အခြေအနေရှိပါတယ်။ Arsenal ဟာဒီပွဲကိုအနိုင်မဟုတ်ရင်တော့တရီကစားပြီး Man City ရဲ့သွားလမ်းကိုဟန်တားလို့ရပါသေးတယ်။ Man City အသင်းကတော့ Arsenal အသင်းနဲ့ပြောင်းပြန်Champion League ပွဲစဉ်ကိုသာရှုံးနိမ့်ထားပြီးတော့ကြံကစားပွဲအားလုံးအနိုင်ရထားပါတယ်။ Liverpool, Chelsea စတဲ့အသင်းကြီးတွေကိုအနိုင်ယူပြနိုင်တယ်လို့ Arsenal အသင်းကိုလည်းဘောလုံးပွဲမှာအနိုင်ယူသွားပါသေးတယ်။ဒါကြောင့်စိတ်ဓာတ်ပိုင်းဆိုင်ရာမှာရောအသင်းလိုက်ကစားအားမိတာရောကြောင့်ခုချိန်မှာ Man City အသင်းက Arsenal အသင်းတဲ့တာပါတယ်။ Arsenal အသင်းရဲ့ဒဏ်ရာရလို့စရင်မှာတော့စာကာဟာဆက်လက်အနားယူရအောင်မှာဖြစ်ပြီး Calafiori, Timber နဲ့ Merino တို့လည်းလွဲချော်အောင်မှာဖြစ်ပါတယ်။ Odegaard ကတော့စောင့်ကြည့်ရမယ့်အနေအထားမှာရှိနေပြီးပါဝင်ကောင်းပါဝင်လာနိုင်ပါတယ်။ပွဲထွက်လူစရင်ကိုခံမှန်းလိုက်ကြရအောင်။ Arsenal အသင်းရဲ့တိုက်စစ်မှုကိုတော့တဦးတည်းရှိတဲ့ Rockred ကပဲဦးဆောင်လာမယ်လို့ထင်ပါတယ်။တောင်ပံနှစ်ဖက်ကို Trossard နဲ့ Madueke တို့ကစားနိုင်ပါတယ်။ Madueke ဒဏ်ရာတန်တရားရှိတာကြောင့်မပါဝင်နိုင်ရင်လူငယ်လေး Downman ထက် Martinelli ကစားဖို့ရှိပါတယ်။ကွင်းလေကိုတော့ SC, Declan Rice, Zubimendi တို့အဖြတ်နိုင်ဆုံးပါ။နောက်တန်းကိုတော့ Van White ထက် Moscow ရဖို့သဘောတူကြပါတယ်။ဘေးတောင်ပံကိုတော့